အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒေးစစ်ကနေပြီးတော့ဒေးတန်းဖြစ်ပါတယ်ဒေးစစ်ရဲ့အစမှာတော့ကျွန်တော်ကော်ပါကော်လန်နေရာချဖို့တဲ့အချက်အသစ်တွေလုပ်ရင်းနဲ့ချက်တွေလိုက်ချပြီးပါတယ်အဲ့ဒီချက်တွေနေရာတွေပါမှားနေဆိုပစ္စည်းကိုပြတ်ထည့်ပြီးကော်ပါကော်လန်ကဘလို့လုပ်လဲဆိုတော့တေချာတိအောင်ကျွန်တော်စမ်းသပ်မှုတွေလုပ်နေပါတယ်ကော်ပါကော်လန်နဲ့ချက်တွေချခိုင်းရတလွဲတွေချနေပါတယ်တလွဲကောချက်တွေချနေရနဲ့ကော်ပါကော်လန်တွေပစ္စည်းထည့်ရတလွဲဖြစ်နေကျွန်တော်ထိုင်းကြည့်နေပါတယ်ဒီရက်ကကြောက်ကျွန်တော် record ကကြောက်ညာမိုးချုပ်ခံနီးဖြစ်နေပြီပေါ့ညာမိုးချုပ်ခံနီးက12လောက်ရောက်တော့ပါအားကြောင့်မို့လို့တော့တငယ်ချင်းကတော့ထောက်သွားပါတယ်ကော်ပါကော်လန်တွေကိုကျွန်တော်ကထပ်ပြီးစမ်းတက်မှုတွေလုပ်နေပါတယ်တယောက်တည်းကော်ပါကော်လန်တွေဟိုပစ္စည်းတွေထည့်ရင်ရောချက်တစ်ခုတည်းယူမလားဆိုစမ်းကြည့်လိုက်ပြီးတော့ကော်ပါကော်လန်တစ်ကောင်ရှော့လိုက်ပါတယ်ဘာလို့လဲဆိုတော့ဓာကြီးတို့ပါကော်ပါကော်လန်တွေအရင်နဲ့အတန်တွေထွက်လုံးပါတယ်အဲ့ဒါကော်ပါကော်လန်ကြီးကပစ္စည်းယူပစ္စည်းတွေထည့်ခိုင်းပါတယ်ပစ္စည်းတွေထည့်ခိုင်းတာပစ္စည်းတလွဲအခုကြီးထည့်နေတော့ပါတလွဲထည့်နေရတဲ့ချက်တွေကနေရာရွှေ့ပေးလိုက်ပါညချက်နှစ်ခုဖြော်ပြီးတော့ချက်တွေနေရာအသစ်ထပ်ရွှေ့ပေးလိုက်ပါတယ်အဲ့တော့ကော်ပါကော်လန်နဲ့ပစ္စည်းတလွဲထည့်နေတော့မှာချက်တွေအများကြီးထားပေးတာအောင်တလွဲလုပ်နေပါတယ်အဲ့ကော်ပါကော်လန်တကောင်ထည့်ခိုင်းတာပစ္စည်းတစ်ခုထည့်တာတစ်နှစ်လောက်ကြာနေပါတယ်အဲ့နဲ့အစီမပြေတော့ဘူးဆိုတော့ကြီးဆိုကော်ပါကော်လန်ထားခဲ့ရပေါ်တက်သွားပါတယ်ကော်ပါကော်လန်ထားခဲ့ရပေါ်လဲတက်သွားမှာခရီပါတွေးလို့ဆိုခရီပါကိုဖောက်ခွဲလိုက်ပါတယ်ဘေးနာစပိုက်တာပါရှောသွားပါတယ်အဲ့နဲ့တက်သားတွေပါခုတ်ပါတယ်ဘာလို့ဆိုတော့ချက်အသစ်ထပ်လုပ်ဖို့ပါအဲ့တက်သားတွေခုတ်ပြီးအပေါ်တိုင်ရနေပြီးတော့နောက်ထပ်တပ်ပင်နေလိုက်ရှာပါတပ်ပင်နေတတော်လုံးနီးပါးလောက်ကုန်နေပါပြီဒီနားတစ်ဝိုက်မှာအဲ့နဲ့ဟိုဘက်ကန်းကူးပြီးတော့တပ်ပင်တော့ခုတ်ပါတယ်ဟိုဘက်ကန်းလေးရောက်သွားတဲ့အချိန်မှာတော့တပ်ပင်တွေက9ပင်လောက်ပဲရှိပါတယ်နဲ့9ပင်လုံးကျွန်တော်အကုန်ခုတ်လိုက်ပါတယ်တပ်ပင်9ပင်လုံးလည်းခုတ်ပြီးသွားတော့တပ်ပင်တွေအားလုံးကိုတက်သားရအားလုံးတပ်ပင်တွေအားလုံးတက်သားပြပြောင်းလိုက်ပြီးတော့ချက်တွေကုန်ပြီးတော့ချက်ကကြောက်ခေါင်းနှလုံးရခဲ့ပါတယ်အဲ့နဲ့စတိုရိတ်ရုံးကိုထက်ချဲ့ပါတယ်ထက်ချဲ့ရင်ကနေမီးရုပ်တွေပါရဲ့ထုံရုံးနေထက်ချဲ့ရင်လည်းကျွန်တော်6တွေတွေ့ပါတယ်6တွေ့ရရင်6ပါတစ်ခါလေးတူးခဲ့လိုက်ပါတယ်ဆက်စားပိုင်းကျွန်တော်6တွေပေါ်ပြီးနောက်ပိုင်းကျ6တွေအရန်ရှားသွားပါတယ်ဒီကောင်မှာအဲကြောင့်6များများရအောင်ဆိုပြီး6တွေများများတူးလိုက်ပါတယ်ရှိတဲ့မြ6ကိုကုန်တူးလိုက်ပါတယ်အဲ့ဒါလည်းပြီးသွားချက်တွေထက်ရှာပါချက်ချနဲ့မြေကာနဲ့ဆိုပြီးမြေကိုပြင်လိုက်ပါတယ်မြေပြင်တာတော့လွယ်လေးပါပြင်မြေတွေပါလည်းပြင်ပြီးသွားချက်တွေချက်ချလိုက်ပါတယ်အခုဒီကော်ပါကော်လည်းတလွဲလုံးနေသေးပါတယ်ချက်ချဒီအဲ့ကော်ပါကော်လည်းဘာတွေလုံးနေဆိုတော့ကြကော်ပါကော်လည်းတလွဲလို့ပစ္စည်းရလဲအခုမှအကောင်လုံးလုံးလိုက်တာချက်တွေအများကြီးလုံးလိုက်တာကော်ပါကော်လည်းထည့်ရပစ္စည်းတစ်ခုတောင်မရောက်သေးဘူးတဲ့ချက်တွေကိုအဲ့နဲ့မဖြစ်သေးဘူးဆိုပြီးကော်ပါကော်လည်းတကောင်နဲ့မဖြစ်လို့လားဆိုဆက်ဆောင်ကကျနှစ်ကောင်ဖြစ်လို့ဆိုတကောင်နဲ့နှစ်ကောင်မို့လို့လားဆိုရှော့လိုက်တော့တကောင်နဲ့ကြတော့လေတကောင်နဲ့မို့လို့လားဆိုစဉ်းစားလိုက်ပါတယ်အဲ့ကော်ပါကွန်လန်နဲ့အတစ် craft လို့ရအောင်လားစဉ်းစားရင်းနဲ့တော့ဂူပေါ်တက်လာရင်မိုးချုပ်လာလို့ဆိုပြောင်းဝင်သွားလိုက်ပဲပြန်အိတ်လိုက်ပါတယ်အဲ့ day7 ရောက်သွားပါတယ် day7 မှာတော့ဒီကော်ပါကွန်လန်နဲ့ဘာကြီးလောက်ရင်ကောင်းမယ်စဉ်းစားရင်းနဲ့အသားတွေဘာကြီး game ပေါ်ထက်တက်သွားပါတယ်ပေါ်လဲရောက်သွားတဲ့အချိန်မှာတော့တပင်းနေထပ်ခုတ်ပါတယ်တည့်ရတိုင်းပဲဘာလုပ်ဖို့လဲဆိုချက်အတစ်ထပ်လုပ်ဖို့ပါဒီရက်ပိုင်းမှာကျတော့ချက်တွေကိုပဲအဓိကလုပ်ပြဘာလို့ဒီဗီဒီယိုကကျတော့တော်တာဘာလို့လဲဆိုတော့ဒီဗီဒီယိုမှာအဓိကဂူတွင်းအိမ်ဆောက်ရေးလို့ဘာလို့အဓိကလုပ်ထားတယ်တချို့ပိုင်းတွေတော်တော်များများကိုဖြတ်ခဲ့ရတဲ့ဗီဒီယိုက18မိနစ်လောက်ပဲရှိရပါနောက်ပိုင်းကျရင်တော့ဗီဒီယိုမှာချက်တဲ့ပိုင်းနေလာရင်တော့ဗီဒီယိုပိုကြီးရှည်လာနိုင်ပါတယ်ခမန်းကြီးတနိုင်လောက်တော့ဖြစ်နိုင်ပါတယ်အခုကတော့ဖြတ်ထားတာတွေကတော်တော်များတယ်တော်တော်များတဲ့အတွက်18မိနစ်ပဲရှိရပါဖြတ်တာကကြောက်ဘယ်နှမိနစ်ဗီဒီယိုဖြတ်တာဆိုတော့2နိုင်3နိုင်ဗီဒီယိုလောက်ကိုဖြတ်လိုက်တာပါကျွန်တော်ဒီစနေတနင်္ဂနွေမှာဘာလို့ဗီဒီယိုမတင်ဖြစ်ပါလဲဆိုတော့စနေတနင်္ဂနွေဗီဒီယိုမှာကြာ Minecraft stream ကိုမလုပ်တော့ပါဘူးစနေတနင်္ဂနွေမှာ Minecraft stream လို့ဘာလို့မလုပ်တခြားဗီဒီယိုတွေလုပ်ကြည့်ဖို့အကြံရှိပါတယ် Minecraft stream ကစနေတနင်္ဂနွေဘာလို့မလုပ်လဲဆိုတော့စနေတနင်္ဂနွေမှာအားလေးရက်လေးအနေငယ်ယူခြင်းလို့ဘာလို့လဲဆိုတော့နေတိုင်းဗီဒီယိုလုပ်နေရင်လည်းအားလေးရမရှိရင်အရင်နေပြင်းလာပြီးတော့နောက်ပိုင်းညဗီဒီယိုတင်ရင်energy မရှိတယ်လို့ခံစားလို့ပါကျွန်တော်ဗီဒီယိုဆက်သွားအောင်ဗီဒီယိုထဲမှာကျတော့ကျွန်တော်အစားတောက်တွေပါရှာတယ်ပစ္စည်းကအာယုံကော်ပါကော်လန်3ဝင်ဆိုကိုယ်တိုင်ပဲပစ္စည်းလိုက်ချနေပါလေပစ္စည်းကကိုယ်တိုင်ကိုလိုက်ချနေတာဒီချာချာပစ္စည်းလိုက်ရအာယုံကော်လန်နေရတော့ဘယ်ရောက်သွားလဲဆိုတော့မသိပါဘူးအဲ့ပစ္စည်းကိုယ်တိုင်ချနေပါအဲ့အာယုံကော်လန်တကောင်လည်းဘာလဲ3ဝင်ပစ္စည်းပြန်ဖွာနေလို့ပဲအဲ့ကျွန်တော်အပေါ်တက်သွားပါတယ်ကျွန်တော်ဒီနေ့မှာじゃထူးကြပါလဲဆိုတော့တငယ်ချင်းနောက်တစ်ယောက်ထပ်ရောက်လာပါတယ်သူကကြတော့မိုင်းငင်းပိုင်းကိုအဓိကလုပ်တယ်လူပါအဲ့နဲ့ထက်ရောက်လာရင်ကျွန်တော်အောက်ကိုဆင်းခိုင်းလိုက်တယ်ကော်ပါအင်ကြီးပေးလိုက်ပါတယ်
ကော်ပါအင်ကြီးလို့ဘာလို့ကျွန်တော်ပေးဖို့လို့ပါကော်ပါအင်ကြီးလေးချာကော်ပါအင်ကြီးပေးလိုက်ပါတယ်အိုင်ယွန်းဘာလို့မပေးလဲဆိုတော့အိုင်ယွန်းနေကုန်သွားပါတယ်အဲ့တော့အိုင်ယွန်းကကြောက်ရှားသွားတယ်နောက်ပိုင်းကျတော့မိုင်းနေလုပ်ပြီးတော့မှအိုင်ယွန်းပေးမယ်လို့ထားလိုက်ပါတယ်အိုင်ယွန်းနေကော်ပါကြီးလည်းပေးပြီးသွားရင်တော့ကျွန်တော် pick up လုပ်ဖို့တဲ့တက်သားလိုက်ရှာနေတယ်တက်သားလိုက်ရှာနေတက်သားကိုမတွေ့ရနဲ့တက်သားခုတ်ဖို့လုပ်ပါတက်သားခုတ်ဖို့လုပ်ရင်ကျွန်တော်တကယ်ချင်းတက်သားတောင်းလိုက်တက်သားရှိလာလှမ်းမိလိုက်ပါအဲ့နဲ့တက်သားရှိရဲဆိုလို့ကျွန်တော်ထိုင်ဆောင်နေလိုက်ပါတယ်တော့တကယ်ချင်းလည်းရောက်လာအချိန်မှာအိုင်ယွန်းနေပေးပါတယ်အိုင်ယွန်းနေတော့တက်သားတွေပေးပါတယ်အိုင်ယွန်းကနောက်မှပြီးမှာပါပြီးကကြော့ဟိုအတန်းကတူတင်တော့ကော့တာမဟုတ်တဲ့ဆိုတာကျွန်တော်လည်းကြားမြင်ရနေလို့ပါပဲတက်သားရလည်းရအောင်ရှိရဟာတွေဖန်တီးပေးလိုက်ပါတယ်တက်သားနဲ့စတုံးပစ်ကက်လို့ဘာလို့ဖန်တီးပေးလိုက်ပါတယ်ဖန်တီးပေးလိုက်ပြီးတော့ပေးဖို့တော့လုပ်လိုက်ပါတယ်ပြီးတော့နောက်ကျွန်တော်ရဲ့နောက်ထပ်တငယ်ချင်းကိုကဘာပတ်ခိုင်းဖို့ပါပြီးတော့လွယ်အိယာတွေပါဖန်တီးတယ်ပြီးတော့ပေးလိုက်ပါတယ်တက်သားတွေရောအိယာတွေရောအဆုံးပေးလိုက်ပါတယ်ကဘာပတ်လို့ရအောင်ပါအဲ့ညမိုးချုပ်သွားလို့အိတ်လိုက်ပါတယ်ဒီအိတ်ရောက်သွားပါပြီခင်ဗျာဒီအိမ်မှာကျတော့ကျွန်တော်တို့ရဲ့ plan ကကြာပါလဲဆိုတော့ကျွန်တော်ကအိမ်ဆောက်ပါမယ်ကျွန်တော်ရဲ့ကော်ပါတငယ်ချင်းကကဘာပတ်ပြီးတော့ကျွန်တော်အာယုံဝက်ထားတဲ့တငယ်ချင်းကကျတော့မိုင်းတူးမယ်လို့ကျွန်တော်လူခွဲလိုက်ပါတယ်မိုင်းတူးကမို့ family လောက်ပါလို့လူခွဲလိုက်ပါတယ်အဲ့နေပြီးတော့ကျွန်တော်ရဲ့ကော်ပါတငယ်ချင်းကကဘာပတ်ဖို့တဲ့ pick up လို့ပါလို့ယူပြီးထွက်သွားပါတယ်မဟုတ်ပါဘူးအာယုံတငယ်ချင်း family လို့ဖို့တဲ့ဆိုထွက်သွားပါတယ်ကော်ပါတငယ်ချင်းကတော့မားနေခဲ့ပါပြီးတော့အာယုံနေပါတယ်နဲ့သူက pick up လို့ခြင်းနေဆို pick up ခွက်ဖို့လည်းလုပ်ပါတယ်အဲ့နဲ့ပစ္စည်းပြောင်းနေဆိုပစ္စည်းပတ်ရှာနေပါတယ်ပစ္စည်းပတ်ရှာရင်းနဲ့ရှုပ်ရှောက်ခတ်နေပစ္စည်းကဘဒူလောက်ထားရဟာလည်းမသိဘူးအဲ့နဲ့ရှီးလုပ်ပြီးတော့ပေးလိုက်ပါတယ်အဲ့လည်းပြီးသွားတဲ့နောက်မှာတော့ဟိုပစ္စည်းနေရာပြန်ချဖို့လောရပါတော့ပစ္စည်းနေရာပြန်ချမယ်လို့သင်ညာပစ္စည်းကဘလို့ပြန်ချရမယ်မသိတော့ပါဘူးနေရာအာယုံနေရမ်းနောက်လို့ပါအဲ့နဲ့ခိုးတွေပါလည်းပြန်ယူတက်တာပါလည်းပြန်ယူပြီးရအောင်နှစ်ယောက်ကတော့စတင်ပလန်ကြီးစတင်ပြုလုပ်ပါပြီကျွန်တော်ကအိမ်ဆောက်မှာဆိုတော့တည့်တဲ့အတိုင်းပဲ pick up 2ခုလောက်လိုရပါဘာလို့ဆိုတော့မြေအောက်ထပ်ကိုဖန်တီးလို့ပြမြေအောက်ထပ်မှာနောက်ပိုင်းကျရင်ဒိုင်ဝန်းတွေရှာလို့ရအောင်ဒီလုပ်ဖို့ပါအဲ့ဒါတော့နောက်ထပ်အပြီးဆုံးပါဘာလို့ဆိုတော့ဒေးတန်းမှာတော့ဒိုင်ဝန်းရဖို့ဆိုတာနည်းနည်းခက်ပါတယ်အဖြစ်နိုင်တဲ့လောက်ပါပဲအဲ့တဲ့ဒေးတန်းမှာမဖြစ်နိုင်တဲ့လောက်ဆိုတော့ထားလိုက်ပါတယ်ညအောက်ဘက်ချမ်းကိုတူးဖို့စဉ်းစားလိုက်အောက်ဘက်ချမ်းတူးမယ်ဆိုအောက်ဘက်ချမ်းတူးရလိုက်ပါတယ်အောက်ဘက်ချမ်းမှာကျတော့ကျွန်တော်3ဘလော့ဝင်းကျင်ကိုလုံးမယ်လို့စဉ်းစားလိုက်ပါကို3ဘလော့ဝင်းကျင်လို့အောက်ဘက်ချမ်းကိုထိုးဆင်းသွားဖို့စဉ်းစားလိုက်ပါတယ်အဲ့လိုလုံးမယ်ဆိုပူကောင်းမယ်လို့ကျွန်တော်စိတ်ထင်လိုက်ပါတယ်အခု3ဘလော့ဝင်ကျင်တဲ့အောက်ကိုစင်းသွားပြီးအနည်းဆုံးဟိုလောက်5ထပ်6ထပ်လောက်ဒီဆဲမယ်လို့စဉ်းစားလိုက်ပါနက်လီကောင်းနေဆိုပြီးကျွန်တော်စင်းသွားပါတယ်အဲ့နဲ့ကျွန်တော်ဟိုဟာငွေချင်းတွေအောင် family တွေပါလုပ်နေပါတယ်ပေါ်မှာနော်ဒီမှာပါတဲ့ဟိုဟာ friend ရဲ့နာမည်တွေကိုကြောက်တော့ပြောပြပါမယ်အဲ့အာယုံနဲ့သူကကြတော့ 999MW လို့ခေါ်ပါတယ်သူကကြတော့သူ YouTube channel ရှိပါသူ YouTube channel နာမည်က 999MW3 လို့ခေါ်ပါတယ်YouTube မှာရှာကြည့်လို့ရပါတယ်သူကကြတော့ video ကဒီ series ကိုတော့ view မတင်ပါဘူးအရင်က series video တင်ထားပြီးတော့နောက်ထပ်ဘိုင်းနေလဲ video တင်မှာပါပြီးတော့သူကကြတော့ PUBG လို့ mobile နေကြတော့အဓိကကို video တင်ပေးရဖြစ်ပါတယ်အဲ့တော့သူ့ကိုလည်းသွားကြည့်တင်ပါတယ်တော့အိမ်ဆောက်တဲ့အပိုင်းမှာကျတော့အိမ်ဆောက်မဲ့အစားမိုင်းနေတူးနေတယ်လို့ပါပဲအောက်ဘက်ချမ်းကိုဆက်တူးရတာကူကြီးတစ်ခုလုံးတော့ဆောက်လို့ရနေပါပြီအဲ့နဲ့အောက်ကိုဆင်းဝိုင်းနေအောက်မှာအပေါက်တစ်ခုတွေ့လိုက်ပါတယ်အော်မတွေ့သေးဘူးခဏဆောင်လိုက်တွေ့တော့ပါမယ်ကူပေါက်တွေ့တော့ပါနည်းနည်းပဲလူတော့ပါတယ်တူးနေပါပြီတော့ဒီဘက်ကျတော့ကျွန်တော်အိမ်ပုံစံမျိုးဆောက်မယ်လို့စဉ်းစားကျွန်တော်ကဆက်တူးပါပါသူကမီတော့လေးပါလေးထို့အပေါ်လေးပါလေးတက်တယ်လှေကားတွေပါထောင်မှုစဉ်းစားနေတဲ့အချိန်မှာပဲကော်ပါနဲ့တယောက်ရောက်လာပါတယ်ကော်ပါနဲ့တယောက်ရောက်လာပြီးတော့ဘာလာယူကားလဲမသိပါဘူးချက်တွေဖွင့်ပြီးထွက်ပြေးသွားပါတယ်အဲ့နဲ့ကျွန်တော်မိုင်းနေမဟုတ်ပါဘူးအိမ်ဆက်ဆောက်ရင်းနဲ့မြေကြီးဆက်တူးပါတယ်ဟုတ်ပါအာယုံနဲ့ထမိုင်းပါအာယုံနဲ့ထမိုင်းရနေအာယုံကအောက်ဘက်ချမ်းကိုရောက်အောင်မိုင်းမှုတော့စဉ်းစားထားပါဘာလို့ဆိုတော့ base ကိုဒါကို main base ပြလို့ဖို့ပဲစဉ်းစားလိုက်ပါဘာလို့ဆိုတော့နောက် main base မဟုတ် storage ပုံစံမျိုးလို့ main base အောက်ထပ်ပုံစံမျိုးလုပ်ဖို့စဉ်းစားလိုက်ပါmain base ကိုကြောက်အပေါ်မြေပြင်ဘက်မှာမြင်းကြီးနဲ့ပဲထားတာကောက်ပါတယ်မြ
မြေအောက်ထဲမှာကျတော့ storage ပုံစံမျိုးရှေးအောင် storage ပုံစံမျိုးပြုလုပ်ဖို့ပဲစဉ်းစားလိုက်ပါဒါဒီကျွန်တော်ကတော့ဟာပြင်းနေရလားဘာလားမသိဘူးအချောင်ခိုနေရပါအော်ဒီမှာဂူကြီးတွေ့ပါကြီးဂူကကြောက်တယ်မှာဂူကြီးအကျယ်ကြီးပေါ့ပစ္စည်းအများကြီးရှိမြဲထင်ပြီးတော့ကျွန်တော်ကဟိုလူတွေခေါ်လိုက်ပါတက်ကူတွေခေါ်လိုက်ပါတယ်အဲ့နဲ့ပြေးလာကြပါတယ်နှစ်ယောက်သားအဲ့တော့ဂူဝင်မယ်ဆိုဂူထဲဝင်ဖို့လုပ်ပါတယ်ဝင်ဖို့မလုပ်ခင်မှာအစားတောက်တွေပါကြိုတင်ချက်ထားလိုက်ပါတယ်ဘာလို့ဆိုဂူထဲဝင်လာကြာရင်လည်းကြာနိုင်လို့အစားတောက်မြန်ရအောင်လို့ပါအစားတောက်လည်းမြန်ရောက်မရဂူထဲဝင်ခင်ညရောက်သွားဆိုညအိလိုက်ပါညအိလိုက်တော့ကျွန်တော်ဒေး9ပါဒေး9မှာနိုးလာနဲ့ကျွန်တော်တို့ဘာလို့ညလို့ဖို့ဆိုစဉ်းစားနေချိန်မှာကျွန်တော်တကယ်ကြမှားပြတ်ထောက်သွားနေအပေါင်မှားနေဆိုကြီးဒီဘက်ချမ်းမှာလို့ပြောလိုက်ပါတယ်အဲ့ဘက်ချမ်းမှာဆိုပြီးအမှကျွန်တော်ဂူထဲဝင်ဖို့လုပ်ပါတယ်ဂူထဲလဲဝင်သွားတဲ့အချိန်မှာပဲတော့ရောက်ပြီးသားဂူကြီးဖြစ်နေပါကျွန်တော်တို့ရဲ့အိမ်ရဲ့ဘေးနားရေစင်းကဂူကြီးဖြစ်နေပါတယ်အဲ့ဂူထဲမှာစက်ကလေးတန်တွေ့ပါတယ်ဒီကူကစက်ကလေးတန်နဲ့ချိန်စာမိနေလို့ပါတယ်အဲ့ဂူရဲ့စက်ကလေးတန်ကြီးကတော်တော်ဒမ်းမိပြေးပါတယ်အဲ့နဲ့အပေါ်တက်ရပါပြီအများနဲ့အပေါ်တက်တဲ့အချိန်မှာရှော့ဖို့ရခိုင်တော့ရမ်းများတယ်အထက်ရှော့သွားပါတယ်ခင်ဗျာအဲ့ဒီတကူမှာအဲ့နဲ့အောက်ကိုထပ်စင်းပစ္စည်းယူလိုက်ပါတယ်ဒီခေါက်တော့ရှော့တာအိမ်ရဲ့ဘေးနားမှာပဲဆိုပစ္စည်းရပြင်မြန်ယူလို့ရပါတယ်ပစ္စည်းလည်းယူပြီးသွားအောက်မှာတွေ့ရဲ့ဇွန်ဘီကိုပါတခါတည်းစွန်းကြီးဝိုင်းလောင်းမှုစဉ်းစားရင်းနဲ့စွန်းကြီးဝိုင်းမလောင်းတော့ပါဘူးအပေါ်ထပ်တော့ဘာလို့ဆိုတော့ဒီရေရှင်းကတက်လေရှော့လေဖြစ်နေလို့ပါတော်အဲ့နဲ့မြောက်ပါဒီနားမှာကျတော့လှေကားလို့ဘာလို့ထောင်ဝင်ကျတော့စဉ်းစားမိပြင်လှေကားထောင်လိုက်ရင်တဘာဝကြီးရဲ့အလှတရားကြီးပျောက်ကွယ်သွားမှဆိုဒီတိုင်းပဲထားလိုက်ပါတယ်ဘာလို့ဆိုတော့ဟိုအနည်းဆုံးတော့တဘာဝအလှတရားထက်ဟိုရှော့ရအောင်ပူကောင်းမယ်အဲ့လိုက်ကျွန်တော်ဒီ blog ကြီးတော့မှဟို gray လို့ကြောက်တော့မျိုးစားနောက်တစ်မျိုးရှိရအဲ့ကြောက်တော့မျိုးစားတွေကိုအစင်အဲ့ဒါတွေကိုမြေပြင်အနေနဲ့ခင်းကောင်းမှစဉ်းစားလိုက်တဲ့အချိန်မှာကျတော့ဒီဟာကြီးကမလာဘူးဆိုပြန်ဖြတ်ပြီးတော့ဟို polish လုပ်ထားတဲ့ဟာတွေကိုခင်းကြည့်ပါခင်းကြည့်ရတော့လာဆိုရင်အဲ့နဲ့ကျွန်တော်စတင်ပိုင်းပါပြီနိုင်မျိုးကျွန်တော်မြေပြင်ခင်းစတင်ပြုတ်လုပ်ပါပြီမြေပြင်ခင်းတာလည်းတော့ပါမလားမသိပါဘူး stone anti size ဆိုတဲ့ဟာလေးနဲ့မြေပြင်ခင်းမှုလုပ်ပါ stone anti size ဆိုတဲ့ဟာနဲ့မြေပြင်ခင်းဖို့ကြတော့လေခက်တော့ခက်ပါအဲ့နဲ့ကျွန်တော်တကယ်ရင်ထွက်သွားပါတယ်ဘာလို့ဆိုတော့မြန်မာနိုင်ငံမှာနေရဖြစ်တဲ့အတွက်မီးပြောက်သွားပါတယ်ခင်ဗျာအဲ့နဲ့ပြီးသွားတဲ့နောက်မှာကျွန်တော်မိုင်းနေလျှောက်လုပ်ပါတယ်ဘာလို့ဆိုတော့မိုင်းနေလောက်တာမဟုတ်ပါဘူးကျွန်တော်ဘေးဘက်ချောင်းကြောက်သွန်းကာဖို့ပါအဲ့ချိန်မှာကျွန်တော်တကယ်ချင်းပြောင်းဝင်လာပါတယ်ဘာလို့ဆိုတော့မီးပြတ်လာလို့မဟုတ်ပါဘူးခင်ဗျာမီးရပြတ်နေသေးပါတယ်စိတ်မပူမြန်မာနိုင်ငံမှာနေနေရပါအဲ့ကြောင့်အောက်ဘက်ချောင်းဆက်ဆင်းသွားပြီးတော့ဟိုဘေးနားကြောက်သွန်းလေးတူပါတယ်ဘာလို့ဆိုတော့ခုန store and design ဆိုတဲ့ဟာလေးကိုပြုလုပ်ဖို့ပါအဲ့ဒါလုပ်ပြီးသွားရင်မြေပြင်တွေနဲ့ခင်းဖို့ပါဒီနားမှာတော်တော်ပူးရဲတော့ဒီအောက်ဘက်ချောင်းမှာတူလဲအဲ့နဲ့ picket ပြောက်သွားပါတယ်အဲ့ picket craft ပဲဆိုအပေါ်ပြန်တက်သွားအချိန်မှာပဲဟာ crafting table ဘေးနား fan နဲ့တွေပြောက်သွားလို့ပြန်စင်းတာခုနကမှဆွဲတော့ဒီရသွားပါတယ်အဲ့နဲ့ picket craft မှာဆိုရင်မြန်မာလိုကြီးလိုက်ရှာနေအချိန်မှာ picket craft လိုက်ပါတယ်picket လည်း craft တာလည်းတခုတည်းပါလောက်ပါမလားမသိပါဘူးအဲ့နဲ့ store and data sheet ကိုမြေပြင်ခင်းပါတယ်မြေပြင်ခင်းတာတော့ဒီခေါက်တော့လောက်မယ်ထင်တာပါဆိုတော့အများကြီးယူလာတော့ပါအများကြီးပြော24တုံးလေနောက်ပိုင်းကျရင်ဗီဒီယိုတွေတစ်ပုတ်နဲ့တစ်ပုတ်ကိုရက်တွေကကြာလာလုံးမျိုးဖြစ်တတ်ပါတယ်အဲ့လိုမျိုးကြာရင်လည်းအလုံးတိခန့်ဆောင်မျိုးမျှော်လင့်ပါတယ်ဘာလို့ဆိုတော့ဗီဒီယိုရဲ့နောက်ပိုင်းကျရင်လောက်ရတာပိုခတ်လာမှာပါဘာလို့ဆိုတော့ကျွန်တော်မအားလို့ပါအခုနောက်ပိုင်းတော့အားပါကျွန်တော်ဟွာလောက်ပိုင်းကျနောက်လာလောက်ကြာရင်ဗီဒီယိုတင်တာတွေကရက်ချားသွားနိုင်ပါတယ်ဗီဒီယိုတစ်ပတ်ကိုဗီဒီယို3ပုတ်လောက်ပဲတင်အောင်တင်ပြလောက်ပါတယ်အဲ့ချိန်ကျရင်တော့တီးခံပေးကြပါလို့မျှော်လင့်ပါတယ်အခုကတော့ဗီဒီယိုတစ်နေ့2ပုတ်တောင်တင်ပေးကောင်းမှစဉ်းစားနေရပါကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုတ်လုပ်ထားပါတယ်အဲ့ဗီဒီယိုကကြောက်လုံးလက်စာပဲရှိသေးရပါအဲ့ဗီဒီယိုကျွန်တော်မနေ့ကျရင်တင်ပြမှာဖြစ်ပါအဲ့ဗီဒီယိုဘာဗီဒီယိုလဲကောင်းလားမကောင်းလားသုံးဝင်လားဆိုတာသိချင်ပါကမနေ့ကျရင်သွားကြည့်လိုက်ပါမနေ့မနေ့ပိုင်းကျရင်ကျွန်တော် channel မှာလာရှာကြည့်လိုက်ပါတွေ့ပါလိမ့်မယ်ဒီ CV ရောမဟုတ်ပါဒီ CV မဟုတ်တခြား CV ပုံစံမျိုးပါနောက်ပိုင်းကျရင်ကျွန်တော်ကြောက်ဟိုကျွန်တော် channel နာမည် gaming live လို့ပေးတာ gaming တခုတည်းလုပ်မှာမဟုတ်ပါဘူးမျိုးစုံလုပ်မှာပါ technology review လို့အခုခေတ်သတင်းတွေတော့အဆုံးလုံးပါပါအဲကြောင့် channel နာမည်ကိုပြန်ပြောင်းရင်ကောင်းမလား gaming live လို့ပြောင်းမလို့ everything live လို့ပြောင်းလိုက်ရင်ကောင်းမလားအောင်စဉ်းစားရတာပါအဲ့တော့ဒီမှာအိမ်ဆောက်တွေပိုင်းပြတာအိမ်ဆောက်တာကျွန်တော်နေရန်နေပါလဲကာပြီးမြေပြင်လဲခင်းပြီးသွားပါပြီအဲ့နဲ့
အိတ်လဲရက်10ရက်မြောက်ရက်နောက်ဆုံးရက်ခင်ဗျားစဉ်းစားနေကြပါဗီဒီယိုကထိုင်းလိုင်းကိုကြည့်ရတော့14မိနစ်နဲ့55စက္ကန့်တရက်ကို4မိနစ်တောင်ကြာပဲမစင်တရက်4မိနစ်ဆိုရင်ရာ9ရက်ဆို40လင်းနဲ့8 45လီ40လင်း55ချက်5တော့5လေး20မိနစ်ဖြစ်ရမှာ20မိနစ်ကိုဘာလို့18မိနစ်ဖြစ်သွားလဲဆိုရင်စဉ်းစားမှာပေါ့ဘာလို့ဆိုတော့ဖြတ်လိုက်လို့ပါဗီဒီယိုဘယ်ပိုင်းနေဖြတ်လိုက်လဲဆိုတော့စဉ်းစားဘယ်ပိုင်းနေဖြတ်လဲဆိုတော့အမှန်တော့ဖြတ်တယ်လို့ပြောအဓိကဖြတ်တာကြောင့်အတန်တိုးတာလို့ဘာလို့ခလုတ်တွေမှားနေမြရတော့ပါအဲ့ဘိုင်းနေဖြတ်တယ်မလိုအပ်တဲ့ဘိုင်းကျွန်တော်အဓိကဖြတ်လိုက်တဲ့ဘိုင်းတွေကကြာဗီဒီယို2ဆ speed ဗီဒီယို speed ကို2ဆတင်လိုက်တာမျိုးအဲ့လိုမျိုးပါအဲ့တော့18မိနစ်ဖြစ်သွားတာပါတကယ်ပြင်မှာ record တာတရက်ကို4မိနစ်ကြာတာမဟုတ်ပါဘူးတရက်ကို10မိနစ်လောက်ကြာပါတယ်ဒါကြ 2x speed နဲ့ 3x speed နဲ့သွားတာပါနောက်ဆက်တော့ကျွန်တော်အဲ့နဲ့ဘောင်ကာဖို့ဆိုပြီးလောက်ရတာနဲ့တကားပေါက်မှာဘောင်ကာဖို့ဆိုကျွန်တော်တက်သားတုံးလိုက်တက်သားနဲ့ကာလိုက်ကားရင်းနဲ့မြေပြင်ကကာလုံးမပြီးသေးလို့ဆိုမြေပြင်ဆက်လုပ်ပါတယ်မြေပြင်ဆက်လုပ်ရင်မြေပြင်တူးရင်းနဲ့မြေပြင်ပြီးအောင်မပြီးတော့ပါဘူးတော့ဒီအပြီးဆုံးမှာကြတော့ကျွန်တော်ကအိမ်ဆောက်တဲ့ဘိုင်းပဲဆိုတော့လူတော်များများတော့ပြင်းကြပါဘာလို့ဆိုအိမ်ဆောက်ရတော့ဘယ်သူမှတိတ်မကြိုက်ကြပါဘူးဘာလို့ဆိုအရင်ပြင်းကြကောင်းလို့ပါနောက်ပြီးဆုံးတွေမှာတော့ကျွန်တော် adventure လုပ်တော့မှာပါဒါကြောင့် main base ကိုကြောင့်နေရုပ်ဆိုးတလို့ခံစားရလို့ပါတော့နောက်ပြီးဆုံးကြရင်အိမ်ဆောက်တဲ့ဘိုင်းကိုလုံးဝကြော်ပြစ်ဖို့စဉ်းစားနေပါလုံးဝကြော်ပြစ်တယ်ဆိုတာတော့ပြောရအောင်အိမ်ကိုဆက်ဆောက်တဲ့ပုံလုပ်ပြီးတော့ချင်းဆောက်လုပ်ပြီးတော့အဲ့လိုပုံစံမျိုးလုပ်ပြီးကြော်ပြစ်ဖို့စဉ်းစားရတယ်အဲ့ဒါကောင်းမယ်ဆိုရင်တော့အဲ့လိုလုပ်တင်လားမလုပ်တင်ဘူးဆိုတော့ comment မှာတစ်ချက်ရေးပေးခဲ့ပါဘာလို့ကျွန်တော်စဉ်းစားနေတော့မှလုပ်တင်ရမလို့တင်ဒါတော့ညရောက်ပြီလားမသိဘူးကျွန်တော်အဲ့နဲ့ကျွန်တော်ငှားကာထားတဲ့မြေပြင်ကာထားရဲ့အဖြူအောင်ဘလော့တွေပြန်ပြောင်းပြီးစတောင်းအန်တီဆိုက်တွေဖြစ်ပြန်ပြောင်းလိုက်ပါတယ်ပြန်ပြောင်းပြီးတော့အောက်ကိုပြန်ဆင်းသွားပါတယ်ပြန်ဆင်းတော့ဆောင်းအန်တီဆိုက်တွေကုန်သွားလို့ဆိုပြီးကျွန်တော်တူးလိုက်ပါတယ်ကြောက်လုံးတွေတူးရင်ကနေပြီးတော့ဟိုတစ်ခုလုံးတော့ဒီနားကူတစ်ခုလုံးတူးပြပြီးအခန်းတစ်ခုလုံးရင်တော့ကောင်းမလားစဉ်းစားလိုက်ပါတယ်အဲ့ဒါနောက်ပြီးဆုံးမှလုပ်ပါမယ်ဆိုပြီးထားလိုက်ပါတယ်ကျွန်တော်မီးတွေပါလေဆိုနေမီးတို့တွေပါမှားဖြတ်ပြီးသွားလို့ပါအဲ့နဲ့တူးပြီးတော့ကျွန်တော်အပေါ်ပြန်တက်ဖို့စဉ်းစားလိုက်ပါတယ်အပေါ်လည်းပြန်လဲစတောင်းအန်တီဆိုက်တွေပြန်လုပ်လိုက်ပါတယ်ဒီနေ့တော့ဒီအပြီးဆုပ်ကိုမပြီးခင်တော့အဆုံးတော့မြေပြင်လေးပြီးအောင်ကာဝအောင်မယ်ဆိုပြီးဒီလိုလုပ်ပါတယ်မြေပြင်ကာဝ strong anti side တွေအများကြီးဖန်တယ် polish anti side တွေအများကြီးဖန်တီးပြီးတော့စတင်ကာပါတယ်မြေပြင်နေစတင်ပြုပြင်မူမှန်ရေးစတင်ပြုလုပ်ပါတယ်ဟာဘလော့ကြီးမှားချတယ်ပြုပြင်မူမှန်ရေးစတင်ပြန်လုပ်ပါတယ်ပြန်လုပ်ရင်းရင်းနဲ့ကျွန်တော်ပြေးလာပါအဲ့ကောင်နောက်ပိုင်းပြီးစုပ်တွေကြာရင်ဒေးသေးရဗီဒီယိုလုံးမယ်လို့စဉ်းစားမယ်ဒေးသေးရမဖြစ်သွားရဲဆိုတော့အားလုံးတောင်းမှာပါဒေးသေးရဆိုကျွန်တော်ဗီဒီယိုကတေချာပေါက်10နိုင်စာဗီဒီယိုလောက်ဖြစ်သွားပါတယ်ဖြစ်သွားနိုင်ပါတယ်ဘာလို့ကျွန်တော် edit ပိုင်းကိုအဲ့လောက်မတော်ပါဘူးဗီဒီယိုအချိန်ရှော့ချတဲ့နေရာမှာတိတ်မတော်လို့ပါကျွန်တော်တကယ်ချင်းအောက်ဘက်ချမ်းကိုကူတစ်ခုစောင့်နေတာကူတစ်ခုစောင့်နေပါတယ်အဲ့ဒါအပေါ်ဘက်ချမ်းလည်းတောက်အောင်တော့တကယ်ချင်းတုတ်ထားတဲ့ fan ယူတွေ့ပါတယ် fan ကတော့တေးသေးလေးပါဖိုင်ဆိုင်ထားလေးတော့မသိပါဘူးအဲ့နဲ့အောက်လေးစင်းရောနောက်တငယ်ချင်းထွက်သွားပါတယ်ဘာလို့လဲဆိုတော့မီးပြောက်သွားပါတယ်ခင်ဗျာအဲ့တော့ညှိလိုက်ပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ပြီးဆုံးကမနေ့ပြန်ထွက်မှာဖြစ်ပါတယ် goodbye